ဒီဘဝမှာရေစက်ကဒီလောက်ပဲဆိုရင်နောက်ဘဝတစ်ခုမှာမတောင်းဆိုရတဲ့အချင်းနဲ့မခွဲခွာရတဲ့ရေစက်လေးဖြစ်ခွင့်ရခြင်းနဲ့မေတ္တာစစ်ဆိုတာပိုင်ဆိုင်ရမှပြည့်စုံတာမဟုတ်ဘူးအရာရာကိုရချင်တိုင်းရနေရင်လက်ခံတတ်တဲ့နှလုံးသားတွေမွေးဖွားလာမှာမဟုတ်ဘူးလေနောက်ဆုံးတစ်ဖက်လူပျော်ရွှင်နေတာကိုမြင်ရရုံနဲ့လေရှင်နာနေတဲ့ကြားကပြုံးပြနိုင်တဲ့မေတ္တာဆက်နဲ့အချစ်မျိုးလည်းထားရှိပေးခဲ့တယ်အခုတော့ပြန်ဆောင်ရပါစေဆိုတဲ့ဆုကိုမတောင်းတော့ပါဘူးသူတယောက်ဘယ်နေရာမှာပဲရှိရှိဘသူလက်ကိုပဲစုပ်ကင်ထားအဲ့ဒီလက်ကသူ့ကိုနာကျင်အောင်မလုပ်ပါစေနဲ့သူမျောလင့်ထားတဲ့ဘဝလေးကိုအေးချမ်းစွာပိုင်ဆိုင်နိုင်ပါစေလို့တိတ်တိတ်လေးပဲဆုတောင်းပေးနေအောင်ပါ